Hello everyone နောင်ဝမ်ဘလော့ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့မနန်းကဖတ်ထုတ်အိုကက်လုံနီရဲ့ဖတ်ထုတ်စီချက်လုံနီကိုလာပြီးတော့မှမျှဝေပေးတာဖြစ်ပါရရှင်အရင်ဦးဆုံးမနန်းတို့ကဖတ်ထုတ်ထဲထည့်မဲ့အစာကိုပြင်ပါမယ်တိတ်ထားတဲ့အသားထဲကိုကြက်တွန့်ဖြူအမိတ်တနည်းအားဖြင့်ကုချိုင်ပေါ့နော်ထည့်ပါမယ်မြင်မြင်လေးချက်ထားတဲ့မုံလာဥနီပြောင်းကော်မုံကြက်ဥတလုံးစားအရသာမုံခရုစီငရုတ်ကောင်းမုံနန်းစီမွေးနဲ့တကြားလေးတစ်စုံလောက်ထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့အရသာတွေအားလုံးဝင်သွားအောင်တေချာလေးနယ်ပေးပါမယ်ရှင်ဖတ်ထုတ်စားတဲ့အခါချစ်ချစ်ထွတ်ထွတ်အရသာလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့နယ်ပြီးတာနဲ့ရေခဲတက်တာထဲမှာတနာရီလောက်နှက်ထားပေးပါရှင်မနန်းကတော့အဲ့လိုမနှက်တော့ဘဲနဲ့တခါတည်းပဲထည့်ပြီးတော့မှထုတ်ပါမယ်ရှင်ဖတ်ထုတ်ရက်ကိုတော့မနန်းကအိမ်လုံးမွေးရဖတ်ထုတ်ကိုသုံးပါတယ်ရှင်ပြီးရင်တော့ဖတ်ရွက်ထဲကိုအစာလေးထည့်ပြီးတော့မှအစင်ပြတလို့ခောက်ပြီးတော့မှထုတ်လို့ရပါတယ်ရှင်မထုတ်တတ်ဘူးဆိုလို့ရှိရင်လည်းမနန်းလုပ်တယ်လို့မျိုးလည်းထုတ်လို့ရပါတယ်ရှင်အစာတွေအားလုံးကုန်တဲ့အထိကိုထုတ်ထားပေးပါမယ်ရှင်ခုဆိုရင်တော့ဖတ်ထုတ်တွေအားလုံးထုတ်လုပ်ပြီးပါပြီဖတ်ထုတ်အိုကကြော်ဖို့အတွက်ပြင်ပါမယ်အရင်ဦးဆုံးရေပုပတ်စုထဲမှာဖတ်ထုတ်တွေကို10မိနစ်လောက်ပြုတ်လိုက်ပါမယ်ရှင်ပြီးရင်တော့ရေအေးထဲခဏလောက်စိမ်ပြီးတော့မှစကားနဲ့စစ်ထားပေးပါမယ်ကြော်မဲ့အိုးထဲမှာစီလေးတွေအနှဲငယ်ထည့်ပြီးတော့မှဖတ်ထုတ်လေးတွေကိုစီထည့်လိုက်ပါမယ်ရှင်ဖတ်ထုတ်လေးရဲ့အောက်ခြေကရှူဝါရောင်အနှဲငယ်တန်းလာပြီဆိုလို့ရှိရင်တော့ဖြော်ထားတဲ့ကော်ရည်လေးကိုထည့်ပြီးတော့မှကြော်ပါမယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မှမီအေးအေးလေးနဲ့ကြော်ပေးပါမယ်ရှင်အထက်အောက်လမ်းပေးပြီးတော့မှကိုလိုချင်တဲ့အကျွတ်အနေထားရပြီဆိုရင်တော့အိုကက်ဖတ်ထုတ်ကြော်လေးကရပါပြီရှင်အခုကျတော့ဖတ်ထုတ်စီချက်အတွက်ပြင်ပါမယ်ကြက်တွန့်ဖြူစီချက်ရတာမုံငရုတ်ကောင်းပဲငမြအကြီးနဲ့ခီးစီအနှဲငယ်ထည့်ပြီးတော့မှတေချာလေးမွေပေးပါမယ်ရှင်ပြီးရင်တော့အသားကျက်တဲ့အထိပြုတ်ထားပေးတဲ့ဖတ်ထုတ်လေးတွေကိုထည့်ပြီးတော့မှအရသာဝင်တော့အောင်တေချာလေးနယ်ပေးပါမယ်ရှင်ခုဆိုရင်တော့အရန်ကုန်မှစားကောင်းပြီးတော့မှမွေးကြိုင်တဲ့ဖတ်ထုတ်စီချက်လေးလည်းရပါပြီရှင်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်နောက် vlog မှာထပ်ပြီးတွေ့ကြပါမယ်ဘိုင်ဘိုင်